တနေ့စီဝေးသွားလို့နေလဲလေရေမြေချသွားလဲစူတောင်းချိန်မှနေတော့တယ်ဖျားချောင်းထားခဲ့ပြီးကိုရောနဲ့ဝေးသွားနေတဲ့ချိန်တခါတည်းမှဖျားချောင်းတော့ရောက်လာပြန်ခဲ့ခွေရှင်မြတ်ပေးတဲ့ခွန်အားနဲ့ကြိုးစုံကတွေ့ရမယ်ဘဝမောင်တွေဖယ်ရှင်းမယ်တနေ့စီဝေးသွားလို့နေလဲလေရေမြေချသွားလဲစ
စုတောင်းချိန်မှာနေတော့တယ်ဖျားကြောင်ထားခဲ့ပြီးကိုရောနဲ့ဝေးဝေးသွားနေတဲ့ချိန်တခါတည်းမှဖျားကြောင်တော့ရောက်လာပြန်ခဲ့ခွေချင်းကြုံလေကိုရရှင်မြတ်ပေးတဲ့ခွန်အားနဲ့ကြုံစုံကတွေ့ရမယ်ဘဝမောင်တွေဖယ်ရှင်းမယ်ရန်ကုန်မှာရှိတဲ့ဖျားเจ้า9ကျောင်းကို Magic Pyramid for Peace အတွက်တော့ရောက်စုတောင်းတဲ့အခါမှာဖျားเจ้าမှာရှိတဲ့ယဟန္တာတွေရဲ့အကြောင်းကိုလေ့လာသိရှိရပြီးတော့မှယဟန္တာတွေရဲ့အသက်တာကိုကြည့်ခြင်းအပြင်ကျမတို့ဘဝမှာကျမတို့ဘဝအတွက်လိုအပ်တဲ့သင်ခန်းစာတွေအများကြီးရခဲ့ပါတယ် Magic ဖျားဘူးအစီအစဉ်လေးမှာရန်ကုန်မှာရှိတဲ့ဖျားเจ้า9ကျောင်းကိုတွားရောက်လည်ပတ်ခြင်းအပြင်လူငယ်တွေစုယုံပြီးငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးခြင်းအားကျွန်တော်အနေနဲ့လူငယ်တွေရဲ့စီလုံးမှုကိုကျွန်တော်အနေနဲ့ခံစားခဲ့ရပါတယ်ဒီ Magic Pilgrimage for Peace အစီအစဉ်မှာရန်ကုန်လူငယ်တွေကျမတို့ဖျားเจ้า9ကျောင်းကိုတွားတဲ့အခါကျမကိုယ်တိုင်လည်းစိတ်ငြိမ်းချမ်းနေလို့ခံစားရတယ်လို့ကျမတို့ဆုတောင်းပေးခဲ့တဲ့တိုင်း9ခုနဲ့ပြည်နယ်9ခုလည်းတကယ်ကိုငြိမ်းချမ်းရေးရမယ်လို့ကျမမျှော်လင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် Magic Pilgrimage for Peace အနေပြီးတော့လူငယ်များစွာဒီအစီအစဉ်ကိုတက်ကြွစွာပါဝင်ပေးတာကိုတွေ့ရှိရတဲ့အခါမှာကျွန်တော်အနေနဲ့အနာဂတ်ငြိမ်းချမ်းရေးအတွက်မျှော်လင့်ချက်ရှိသေးတယ်ဆိုတာကိုတွေ့ရပြီးတော့ခွန်အားလည်းအများကြီးရရှိခဲ့ပါတယ် Thank you ပါ This Pilgrimage for Peace အစီအစဉ်လေးနဲ့ရန်ကုန်မှာဖျားเจ้า9ကျောင်းကိုသွားတဲ့အချိန်မှာကိုယ်အနေနဲ့ကိုယ်တိုင်ပါဝင်ဥဆောင်ခွင့်ရပြီးကိုယ့်ရဲ့ဥဆောင်မှုနောက်ကိုလည်းလူငယ်များတက်တက်ကြွကြွပါဝင်ပေးကြလို့အရန်ကိုအားရမိပါတယ်။နောက်လာမယ့်ဆိုလည်းလူငယ်များအားတက်တရောပါဝင်ပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ Hello Hello